ဘေးရနေတဲ့ခုကြားရောက်လာချိန်မှာအမြန်ဆုံးတွားရောက်ကူညီဖို့ဆိုတာကျွန်တော်တို့အားလုံးရဲ့ပထမဆုံးတော့တုံ့ပြန်မှုပါဒါပေမဲ့အရေးကြီးဆုံးတစ်ခုကိုကျွန်တော်တို့မေးလို့ခုံချိုးတွားတတ်ကြပါတယ်အဲ့ဒါကတော့ဒေတာခံလူသူရဲ့အတန်ကိုနားထောင်ဖို့ပါပဲဒါဆိုဒီအတန်တွေကိုဘယ်လိုနားထောင်ကြမလဲဒီအတွက်အဓိကအကြဆုံးကတော့ Complaint and Feedback Mechanism CFM ရန်တရားပါပဲ CFM ဆိုတာဘေးဒဏ်တင်ပြီးသူတွေကစိုးရိမ်ပူပန်မှုတွေအကြံပြုချက်တွေကိုလုံခြုံစိတ်ချစွာထုတ်ပြောနိုင်တဲ့လမ်းကြောင်းဖြစ်ပါတယ်ဒါပေမဲ့ CFM ဟာစာရွက်ပေါ်မှာရှိရုံနဲ့အသက်မဝင်ပါဘူးအဖွဲ့အစည်းတွေဘက်ကလူထုအတန်ကိုအလေးထားနားထောင်ပြီးတာဝန်ယူရှိပြန်လည်တွန်းပြမှုလုပ်ရပါတယ်ပိုပြီးရှင်းရှင်းလင်းလင်းပြောရရင်ဒါဟာပြည်သူတွေရဲ့ရင်ဖွင့်တန်တွေကိုနားထောင်ပေးမဲ့နေရာလေးပါပေးတဲ့အကူအညီတွေကတကယ်ပဲအသုံးကျရဲ့လားလိုအပ်ချက်တွေနဲ့ကိုက်ညီရဲ့လားဒါမှမဟုတ်ကိုယ့်ကိုမလုံခြုံဘူးလို့ခံစားစေတဲ့အပြုအမူတွေမတရားမှုတွေများရှိနေလားဒါတွေကိုဘယ်သူပြောတယ်ဆိုတာလိုအပ်ချက်အနေနဲ့ထားပြီးလုံလုံချုံချုံတိုင်ကြားနိုင်အကြံပြုနိုင်ပါ යිဒီလိုအကြံပြုချက်တွေတိုင်ကြားချက်တွေကိုတေချာနားထောင်ပေးပြီးစီမံခန့်ခွဲဆုံးဖြတ်ချက်ချမှတ်ရာတွေထည့်သွင်းလှုပ်ဆောင်သွားမှာဖြစ်ပါ යි စစ်မှန်တဲ့ကူညီပံ့ပိုးမှုဆိုတာအထောက်ပံ့ပစ္စည်းပေးရုံသို့ဟုတ်ဝင်စားမှုပေးရုံတတ်မဟုတ်ပါဘူးဒေသခံတွေရဲ့ဂုဏ်သိက္ခာကိုလေးစားပြီးသူတို့ရဲ့စကားသံတွေကိုအတိအမှတ်ပြုကအတူတကွလက်တွေ့ဖြည့်ရှင်အကောင့်အထည်ဖော်ခြင်းသာဖြစ်ပါတယ်ဒါကြောင့်တင်မှာအခက်ခဲရှိရင်ပြောစရာရှိရင်ရဲရဲဝံ့ဝံ့တာပြောပြပါကျွန်ုပ်တို့နားထောင်နေပါ යි တင်ရဲ့အတန်ကအားလုံးအတွက်ပိုကောင်းတဲ့ပြောင်းလဲမှုတွေကိုဖြစ်ပေါ်စေမယ့်မျှော်လင့်ချက်တို့ပဲ့တင်ထက်ရအစစ်အမှန်ပါပဲ Braveheart Foundation အနေနဲ့ပြည်သူတွေရဲ့အတန်တိုင်းကိုအလေးနက်နားထောင်ပြီးဖို့အမြဲတကားဖွင့်ထားပါတယ်ပုံမထိရောက်ပြီးလုံခြုံတဲ့ကူညီပံ့ပိုးမှုတွေဖြစ်လာစေဖို့တင်ရဲ့အကြံပြုချက်တွေရင်ဖွင့်တန်တွေနဲ့အတူယုံကြည်စိတ်ချစွာလက်တွဲပူးပေါင်းမှုဖိတ်ခေါ်လိုက်ရပါတယ်